ရီဟာအေယာမရုပ်တုကြီးရဲ့အောက်ခြေကိုကားမောင်းပြီးရောက်လာတယ်။အဲ့ဒီနောက်ရုပ်တုရဲ့ခြေထောက်အောက်မှာမီးချစ်တစ်ချောင်းထိုးထည့်လိုက်တယ်။ထို့နောက်တနက်ပုံစံမီးချစ်တစ်လက်ကိုထုတ်ယူပြီးမီးညှိလိုက်တယ်။အပူကြောင့်ရုပ်တုကြီးကနာကျင်တယ်လို့ခြေထောက်တစ်ဖက်ကိုမြှောက်လိုက်ပြီးအောက်မှာလျှို့ဝှက်လမ်းကြောင်းတစ်ခုပေါ်လာတယ်။ဂျယ်ရီကအဲ့ဒီလမ်းကြောင်းထဲဝင်သွားပြီးဥမင်လှိုင်ကောင်းတွင်ဖြတ်တန်းကနောက်ဆုံးမှာရုပ်တုကြီးရဲ့ပါးစပ်ပေါက်ကနေထွက်လာတဲ့ထို့နောက်သူကအေယာမဆေးပြင်းလိပ်ကြီးတစ်လိပ်ထဲခုံဝင်လိုက်တယ်။ဒါပေမဲ့အဲ့ဒီဆေးပြင်းလိပ်ကတကယ်တော့ဒုံးပြန်တစ်စင်းဖြစ်နေခဲ့တယ်။ဒုံးပြန်ကခွဲထွက်ပြီးနောက်ကဆူလေးကငွေရှင်းဆက်အပေါ်မှာဆင်းသက်လာတယ်။ဂျယ်ရီကလျှို့ဝှက်တကားအစင်းစင်ကိုဖျက်ကျော်ပြီးနောက်ဆုံးမှာအတွင်းပိုင်းထဲကိုအောင်မြင်စွာဝင်ရောက်နိုင်ခဲ့တယ်။ယခုသူ့ရဲ့မစ်ရှင်ကြီးစတင်တော့မယ်။သူ့ရဲ့ပြစ်မှတ်ကတော့တွန်းရဲ့ရဲတိုက်ကြီးဖြစ်ပြီးအဲ့ဒီနေရာမှာဒိန်ခဲတွေအပြည့်ထည့်ထားတဲ့ရေခဲတစ်တာတစ်လုံးဖုံးကွယ်ထားတယ်။ဂျယ်ရီကသူ့ရဲ့ကိရိယာအားလုံးကိုစစ်ဆေးလိုက်ပေမဲ့ခပတ်ကိုအလွန်တင်းကျပ်စွာပတ်ထားမိတာကြောင့်ကိရိယာအားလုံးပြည့်ရင်းသွားတယ်။အဲ့ဒီအချိန်မှာတွန်းကဂျယ်ရီနီးကပ်လာနေကြောင်းသိရှိသွားတယ်။သူကချက်ချင်းပဲရဲတိုက်ရဲ့လုံခြုံရေးစနစ်တွေကိုဖွင့်လိုက်တယ်။ပထမဆုံးလုံခြုံရေးတကားကြီးကျဆင်းလာပေမဲ့အဲ့ဒီတကားကအတန်နဲ့ထိန်းချုပ်ရတဲ့စနစ်ဖြစ်နေတယ်။ဂျယ်ရီကစိတ်တူစွာနဲ့ကားဟုံးကိုဖိလိုက်ရအတွက်အံ့အားသင့်စရာကောင်းတော့အောင်တကားကြီးပွင့်သွားတယ်။ဒေါသထွက်သွားတဲ့အတွင်းကအစီအစဉ်အသစ်တစ်ခုပြောင်းလဲပြီးသေးစိမ်နိုင်တဲ့ထောင်ချောက်များစွာပါတဲ့လမ်းမပြောက်ခန်းတစ်ခုကိုစီစဉ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဂျယ်ရီကအရှိတကားစီရောက်လာပြီးရင်ကျေးစွာတကားခောက်လိုက်တယ်။မကြခင်မှာဂျယ်ရီကထောင်ချောက်ခန်းထဲရောက်သွားတယ်။တွန်ကအပြင်ကနေတေချာနားထောင်နေခဲ့ပေမဲ့ပောက်ကွဲတန်တစ်ချက်တောင်မကြားရဘူး။ဒါကြောင့်သူကိုယ်တိုင်ဝင်စစ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အခန်းထဲဝင်လိုက်တာနဲ့သူကိုယ်တိုင်စီစဉ်ထားတဲ့ထောင်ချောက်တွေကိုမတော်တဆဖွင့်မိသွားတဲ့အခြေအနေကစိုးရွားလွန်းလို့ဂျယ်ရီတောင်မကြည့်ရတော့ဘူး။သူ့ရဲ့ဒင်ခဲတွေလုံခြုံနေသေးတယ်လို့တွေးနေစဉ်မှာပဲဂျယ်ရီကရုတ်တရက်အတွင်းထဲဝင်လာပြီးတွန်မှာတော့တားဆီးနိုင်ဖို့အားရင်တောင်မကြံတော့ဘူး။နောက်ဆုံးမှာတော့ဂျယ်ရီကဒင်ခဲတွေကိုအောင်မြင်စွာရယူသွားခဲ့ပြီးတွန်အတွက်ကြံခဲ့တာကတော့တချင်းဖွင့်နေတဲ့ဂရမ်မိုဖုန်းတစ်လုံးသာဖြစ်ခဲ့တယ်။